အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်မှာခင်ဗျားဘယ်လိုခံစားနေရလဲပင်ပန်းနေလားဒါမှမဟုတ်ငါဘဝကဘာလို့ဒီနေရာမှာပဲရောက်နေတာလဲဆိုပြီးစိတ်ပြက်နေလားခဏလောက်အနားယူလိုက်ပါဦးဒီနေ့ကျွန်တော်ခင်ဗျားကိုတငယ်ချင်းတယောက်လိုအေးစစ်စစ်စကားပြောချင်လို့ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာအောင်မြင်နေတဲ့သူတွေကိုကြည့်ပြီးသူတို့ကတော့ကန်ကောင်းလိုက်တာလို့ခဏခဏပြောဖြစ်ကြတယ်မို့လားဒါပေမဲ့တကယ်တော့လေအောင်မြင်မှုဆိုတာမတော်တဆဖြစ်လာတာမဟုတ်ဘူးမြတ်အဲ့ဒါကတမင်တကာကိုတိဆောက်ယူရတဲ့ယာလက်တစ်ခုပဲဒီနေ့ကျွန်တော်အောင်ကျော်ဆိုတဲ့လူငယ်တယောက်အကြောင်းပြောပြမယ်အပိုင်း1အစာပြုတ်ခြင်းနဲ့တာမန်ဘဝသူကခမရတော့ကျွန်တော်တို့လိုပဲတာမန်လူတယောက်ပါကုမ္ပဏီတစ်ခုမှာလစာကောင်းကောင်းနဲ့အလုပ်လုပ်နေတဲ့သူပေါ့သူ့ဘဝကအဆင်ပြေပါတယ်ဒါပေမဲ့သူ့ရင်ထဲမှာအငဲတိုင်းဟာတာတာကြီးဖြစ်နေတယ်ငါဘဝကဒီလောက်ပဲလားဆိုတဲ့မေကွန်းကသူ့ကိုညတိုင်းနှိမ့်ဆက်နေတာအပိုင်း2မိတောက်လီတစ်ခုရဲ့အစတနည်းတော့အောင်ကျော်နယ်ဘက်ကိုခီးထွက်ရင်ရွာလေးတွေကအဖိုးအိုတယောက်စီရောက်သွားတယ်အဲ့ဒီအဖိုးကဝါးနဲ့လှုပ်တဲ့လက်မှုပစ္စည်းလေးတွေကိုအရန်လှအောင်လှုပ်တတ်တာဒါပေမဲ့အဖိုးကပြင်းချပြီးပြောတယ်ငါတူရဒါတွေကလှယုံပဲရှိတာဘယ်သူမှလည်းမဝဲကြဘူးမျိုးဆက်ပြတ်တော်မှာတဲ့အဲ့ဒီမှာအောင်ကျော်ရဲ့ခေါင်းထဲမှာလက်စစ်စီးသွားသလိုပဲဒါတွေကအရန်တန်ဖိုးရှိတာပဲငါမှ marketing အသိရှိတယ်နီးပညာရှိတယ်ဒါတွေကိုခင်မီတဲ့လူသုံးကုန်မိတ်ဖြစ်အောင်ငါဖန်တီးနိုင်ရင်ဒေတာခံတွေလည်းအလုပ်ရမယ်ငါအိမ်မက်လည်းအကောင့်ထဲပေါ်လာမှာပဲပေါ့အဲ့ဒီနေ့ကစပြီးအောင်ကျော်တဲ့ဘဝကပျောက်လဲသွားတော့တာပဲသူအလုပ်မထော်လေးဘူးဗျသူကပိုးပြီးခက်ခဲတဲ့လမ်းကိုရွေးလိုက်တာမနက်9နာရီကနေညနေ9နာရီထိရုံးအလုပ်ကိုတာဝန်ကြီးအောင်လုပ်တယ်ညနေရုံးဆင်းလို့အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့ side hustle ကိုစတိုက်တယ်တငယ်ချင်းတွေကအပြင်မှာမုတ်ထွက်စားနေချိန်မှာ game ဆော့နေချိန်မှာအောင်ကျော်ကတော့ကွန်ပျူတာရှေ့မှာ data ထွေပစ္စည်းတွေကို brand တစ်ခုဖြစ်အောင် design ဆွဲတယ်နိုင်ငံခြား market ကိုလေ့လာတယ်သူနေ့တိုင်းည2နာရီလောက်မှအိပ်ရတယ်ဒါပေမဲ့ तू မပင်ပန်းဘူးဘာလို့လဲဆိုတော့ तू သွားချင်းတဲ့ပန်းတိုင်ကို तू မြင်နေရပြီလေအပိုင်း3စွန့်စားခြင်းနဲ့အမောင်ဆုံးညတနေ့လောက်စူးစမ်းပြီးတဲ့အခါမှာတော့အောင်ကျော်ဆုံးဖြတ်ချက်ကြီးတစ်ခုချလိုက်တယ်အဲ့ဒါကအလုတ်ထွက်ဖို့ပါပဲတငယ်ချင်းတွေမိဘတွေကတားကြတာပေါ့အေးဆေးနေရတာကိုဘာလို့ဒုက္ခရှာတာလဲတဲ့ဒါပေမဲ့အောင်ကျော်ကသူ့ကိုသူယုံကြည်တယ်သူစုထားသမျှအစင်းလေးနဲ့ modern local craft ဆိုတဲ့လုပ်ငန်းလေးကိုစတင်လိုက်တယ်ဒါပေမဲ့အောင်မြင်မှုဆိုတာပုံမြင်တဲ့ထဲလို့လွယ်လွယ်နဲ့ရောက်မလာဘူးဗျလုပ်ငန်းစပြီး6လလောက်မှာအောင်ကျော်အကြီးအကျယ်ကြာရှုံးတော့မယ့်အခြေအနေနဲ့ကြုံရတယ်သူနိုင်ငံခြားက client တယောက်စီကနေပထမဆုံး order အကြီးကြီးတစ်ခုရခဲ့တယ်အောင်ကျော်အရန်ပျော်သွားပြီးသူ့မှာရှိသမျှအရင်ကြီးလေးတွေအပြင်အကျွေးတွေပါတင်းပြီးကုန်တန်းတွေဝဲလူတွေငှားပြီးအလုပ်လုပ်ခဲ့တယ်ဒါပေမဲ့ပစ္စည်းတွေပို့ခါနီးမှာပြဿနာတက်တော်တာပဲကုန်ပစ္စည်းတွေကယာဒီဥဒူကြောင့်မိုးတက်ကုန်တယ်ပစ္စည်းတွေရဲ့ 70% လောက်ကပျက်စီးသွားတယ် client ကလည်း order ပယ်လိုက်ပြီးလျော်ကြေးတောင်းတယ်အောင်ကျော်မှာပတ်စံတပြားမှမကြံတော့ဘူးအကျွေးတွေပဲကြံတော့တယ်အဲ့ဒီညကအောင်ကျော်သူ့ရဲ့ရုံးကန်အစီလေးထဲမှာတက်အောင်သေးထိုင်ငိုခဲ့တယ်ငါမားသွားပြီလားငါအိမ်မက်ကဒီမှာတင်ဆုံးသွားပြီလားပေါ့အဲ့ဒီအချိန်ကသူ့ဘဝရဲ့အမောင်ဆုံးညပဲမိတ်ဆွေဒီညောင်မှာအောင်ကျော်ကတခြားသူတွေနဲ့ကြွာချသွားတာသူလက်မလျှော့ခဲ့ဘူးသူငိုနေုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာသူသိတယ်သူအဲ့ဒီရှုံးနေမှုကကြီးသင်ခန်းစာယူတယ်ဘာလို့ငိုတတ်တာလဲနီးပညာပိုင်းဘာလို့တာလဲဆိုတာကိုတေးသေးချာချာပြန်လေ့လာတယ်ပြီးတော့သူ client စီကိုရိုးရိုးသားသား email ရေးလိုက်တယ်ကျွန်တော်ဘက်ကအမှားပါဒါပေမဲ့ကျွန်တော်ကိုအချိန်တလာလို့ထပ်ပေးပါကျွန်တော်အကောင်းဆုံးပြန်လုပ်ပေးပါမယ်ဆိုပြီးတော့ပေါ့သူ့ရဲ့လက်ရန်ပစ္စည်းလေးတွေကိုရောင်းနေအရင်ပြန်ရှာတယ်နေကအဖိုးအိုလေးစီကိုကိုနိုင်သွားပြီးနီးပညာအသစ်တွေကိုအတူတူရှာဖွေတယ်မအိမ်မနေပြန်ကြိုးစားတယ်ဒလအချာမှာတော့အရင်ကတည်းပိုကောင်းတဲ့အရေးအသွေးပူမြင့်တဲ့ပစ္စည်းတွေကိုသူပို့ပေးနိုင်ခဲ့တယ် client ကလည်းသူ့ရဲ့စိတ်ဓာတ်နဲ့အရေးအသွေးကိုသဘောကျပြီးရေကျဲလက်တွေကိုဆုံးဖြတ်လိုက်တယ်အဲ့ဒါကပဲအောင်ကျော်ရဲ့အောင်မြင်မှုတကားကြီးပွင့်သွားတဲ့အချိန်ပဲဗျအပိုင်းကနီးကုန်းနဲ့သင်ကန်းစာအခုဆိုရင်အောင်ကျော်ကဝန်ထမ်းကောင်းမားစွာကိုအလုပ်ပေးထားနိုင်တဲ့မြို့မလက်မှုပညာကိုကပ္ပကိုတိအောင်လုပ်ပေးနေတဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်နေပြီလူတွေကသူ့ကိုကြည့်ပြီးအောင်ကျော်ကတော့ကံကောင်းတယ်သူ့လုပ်ငန်းကမတော်တဆပေါက်သွားတာလို့ပြောတော့မယ်ဒါပေမဲ့အောင်ကျော်ကတော့ပြောမှာပါဘာလို့လဲဆိုတော့သူတယောက်တည်းအခန်းထဲမှာငိုခဲ့ရတဲ့ညတွေအကျွေးတွေကြားမှာရုန်းကန်ခဲ့ရတဲ့နေ့ရက်တွေကိုသူပဲသိလို့ပေါ့မိတ်ဆွေအောင်မြင်မှုဆိုတာမတော်တဆမဟုတ်ဘူးဗျအဲ့ဒါကခမ ्या ရဲ့ဇွဲခမ ्या ရဲ့အနစ်နာမှုခမ ्या ရဲ့လေးလာလို့စိတ်ပြီးတော့ကြာရှုံးနေတဲ့အချိန်မှာပြန်ထားနိုင်တဲ့တက်တီတွေပေါင်းဆက်ထားတဲ့ရလတ်ပဲအခုခမ ्या အခက်အခဲကြုံနေရလားဝမ်းမနဲ့ပါနဲ့အဲ့ဒါခမ ्या အောင်မြင်ဖို့အတွက်လေးချင်ခံလုပ်နေတာပါအောင်ကျော်တောင်လုပ်နိုင်တယ်ဆိုရင်ခမ ्या ဘာလို့မလုပ်နိုင်ပါလဲဒီဗီဒီယိုလေးဆုံးသွားရင်ခမ ्या ရင်ထဲပါအိမ်မက်အတွက်တင်းကောင်တဲ့ခြေလန်းတလန်းကိုအခုပဲစာလန်းလိုက်ပါမတော်တဆထီလိုက်မဲ့ကံကောင်းခြင်းကိုထိုင်မဆောက်ပါနဲ့ကိုယ့်ရဲ့အောင်မြင်မှုကို
ကိုယ်တိုင်မဲ့ဖန်တီးလိုက်ပါနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့အားလုံးအောင်မြင်တဲ့သူတွေဖြစ်လာမှာကိုကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲကောင်းသောညချမ်းလေးဖြစ်ပါစေဗျ